Okay နောက်တစ်ခုကြတော့ကျွန်တော်တို့ဒီ website တွေကိုတွားလို့ရှိရင်ကျွန်တော်အကောင့်ဆိုတာလိုရပါတယ်အကောင့်ကြတော့ကျွန်တော်ရဲ့ profile ပေါ့နော်ကျွန်တော်ရဲ့ profile website ထဲကိုဝင်ဖို့အတွက်ကျွန်တော်စာရင်းပေးသွင်းရတာပေါ့နော်အဲ့လိုစာရင်းပေးသွင်းဖို့အတွက်ကျွန်တော်အကောင့်ကိုပြုလုပ်ရပါတယ်အကောင့်မရှိဘူးဆိုရင်ကျွန်တော်အထက်ဝင်လို့မရဘူးနော်ဥပမာပြကျွန်တော်ဒီ Facebook အကောင့်လုပ်တာတွေမျိုးဒီ Apple အကောင့်လုပ်တာတွေမျိုးဒီ Gmail အကောင့်လုပ်တာတွေမျိုးပေါ့နော်အဲ့ဒီ website တွေတော်တော်များများကိုကျွန်တော်အကောင့်လုပ်ရပါတယ်ကျွန်တော်သူအထက်ဝင်မယ်ဆိုရင်ကျွန်တော်အကောင့်တွေကိုလုပ်ပြီးမှဝင်လို့ရမှာပါကျွန်တော်တို့ဒီ website ထဲကိုတွားမယ်ဆိုရင်ကျွန်တော်ဘာတွေတွေ့ရမလဲဆိုတော့ sign in ဆိုတော့တွေ့ရလိမ့်မယ် sign in ကြတော့ဘာလဲဆိုတော့ကျွန်တော်အကောင့်စီးပြီးသားဆိုရင်ကျွန်တော် sign in မှာတွားလို့ရှိရင်ကျွန်တော် email နဲ့ password ကိုထည့်လိုက်လို့ရှိရင်ဝင်သွားမှာဖြစ်ပါတယ်ပြီးတော့အဲ့ဒီ sign in ပေါ့နော် sign in မှာဆိုရင်ကျွန်တော်ဝင်လိုက်လို့ရှိရင်ကျွန်တော်ဒီ email နဲ့ passcode ရဲ့ password ထည့်လိုက်လို့ရှိရင်ဝင်သွားမှာပါပြီးတော့အဲ့ဒီနေရာမှာကိုအချိုး website တွေဆိုရင်ကျွန်တော်တို့ sign in တို့ sign app တို့ဆိုတွေ့ရလိမ့်မယ် sign app ကြတော့ပါလဲဆိုတော့ sign in နဲ့ကွာပါတယ် sign in ကြတော့ကျွန်တော်အကောင့်ကိုပြုလုပ်ထားပြီးသားဆိုရင် sign in မှာတွားလို့ရတယ် sign app ကြတော့ကျွန်တော်အကောင့်မပြုလုပ်ရသေးဘူးဆိုရင်အကောင့်ကိုပြုလုပ်ချင်တယ်ဆိုရင် sign app ဆိုတဲ့နေရာမှာတွားဖို့လိုတယ် sign app နဲ့ create account နဲ့အတူတူပါပဲအချို့နေရာတွေမှာဆိုရင် create account ကိုအသုံးပြုတယ်အချို့နေရာတွေမှာဆိုရင် sign app ကိုအသုံးပြုပါတယ်ပြီးတော့ကျွန်တော်ခုနကပြောတဲ့ sign in ကြတော့အကောင့်ကိုပြုလုပ်ထားပြီးသားဆိုရင်ဝင်လို့ရတယ်ပြီးတော့နောက်ထပ်တစ်မျိုးအသုံးပြုတာကြတော့ login လို့လည်းအသုံးပြုရတယ် login ကြတော့ကိုယ့်ရဲ့အထက်ကိုဝင်တာပါ sign in နဲ့ login နဲ့အတူတူပါပဲ sign app နဲ့ create account နဲ့အတူတူပဲဆိုတော့အဲ့ဒီကမှတ်ထားပါအဲ့ဒီကဘယ်လိုကွာခြားလဲဆိုတော့မနော်ကျွန်တော်အကောင့်ကိုပြုလုပ်မယ်ဆိုရင် sign app ကိုတွားပါ create account ကိုတွားပါကျွန်တော်အကောင့်စီးပြီးတော့ကျွန်တော်ရဲ့အကောင့်ထဲဝင်ချင်ရင် sign in ကိုတွားပါ login ကိုတွားပါအဲ့လိုလိုပေါ့နော်ကျွန်တော်အဲ့ဒီနေရာမှာကိုကျွန်တော်အကောင့်မရှိသေးဘူးဆိုရင် create account ကိုတွားပါနော်ကျွန်တော်အကောင့်စီးပြီးတော့ဆိုရင်တော့ကျွန်တော် email နဲ့ password ကိုထည့်ပြီးတော့ဝင်လို့ရတယ်အကောင့်မရှိသေးတဲ့လူတွေစီကျွန်တော် create account ဆိုတဲ့နေရာတွားပြီးတော့ကျွန်တော် create ကျွန်တော်ရဲ့ profile လုပ်ဖို့အတွက်ဒီကိုယ့်ရဲ့ information တွေထည့်ပေးရတာမနော်ကိုယ့်ရဲ့ information တွေထည့်မယ်ဆိုရင်ကျွန်တော်ရဲ့နာမည်တွေကိုထည့်ရမယ်ကျွန်တော်ပြုလုပ်ချင်တဲ့ email address လုပ်ဖို့လိုတယ်နာမည်နဲ့နာမည်တွေပေါ့နော်ဒီမှာကျွန်တော်အသေးစိတ်မပြောတော့ပါဘူးဒီမှာကို idea လေးပေးတာပေါ့နော်အဲ့ဒီ account ဘယ်လိုလုပ်လဲဆိုတော့လည်းပေးထားပြီးသားတွေရှိတယ်အဲ့ဒီနေရာမှာကိုယ့်ရဲ့နာမည် information တွေဖြည့်ပေးဖို့လိုပါတယ်ကိုယ့်ရဲ့မွေးနေ့တက္ကရာတွေပြီးတော့ကျွန်တော်မိန်းကလေးလားယောက်ျားလေးလားဖုန်းနံပါတ်တွေစသဖြင့်အဲ့ဒါတွေထည့်ပေးဖို့လိုတာပေါ့နော်ကျွန်တော်ပြီးသွားလို့ရှိရင်ကျွန်တော် account ရှိသွားပြီဆိုရင်တော့ကျွန်တော်အကောင့်ထဲဝင်လို့ရတာပေါ့နော်ဒီကကြတော့ကျွန်တော်အကောင့်ဆိုတာဘာလဲဆိုတာကိုကျွန်တော်အနေချင်းပြပြပေးတာပါโอเคနောက်တစ်ခုကြတော့ကျွန်တော်ဒီ email အတုပ်ပြူနေကိုကျွန်တော်အနေချင်းပြပြချင်ပါတယ်အဲ့ဒီနေရာမှာကို email နဲ့ gmail ဘာကွာခြားလဲဆိုတော့ကျွန်တော်ပြောလို့ရှိရင် email ကြတော့ကျွန်တော် electronic mail ပါ electronic ကြတော့ကျွန်တော် online ပေါ်ကနေပြီးတော့ပို့တဲ့ mail ပါကျွန်တော် area မှာလိုက်ပို့တဲ့ mail မဟုတ်ဘူးเนาะ email ကြတော့ electronic mail ပါကျွန်တော် online ပေါ်ကနေပို့လိုက်တာဟာကိုကျွန်တော် email လို့ခေါ်ပါတယ်ဒီ gmail ကြတော့ email နဲ့အတူတူပါပဲကျွန်တော်ဒီ gmail လဲ online ပေါ်ကနေတွားတဲ့အတွက်ကြောင့်ကျွန်တော် email ပါပဲဒါပေမဲ့ gmail တွေကြတော့ကျွန်တော် company နဲ့ company နာမည်ပေါ့နော် gmail google mail ပါ gmail ကိုကျွန်တော် google နဲ့အတူတူပါပဲအဲ့ google account နဲ့လုပ်ထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီ google company နဲ့ဆိုင်တာပေါ့နော် company mail တွေဆိုရင်အဲ့ဒီကြတော့ email နဲ့အတူတူပါပဲကျွန်တော် email ပြောလို့ရှိရင်ကျွန်တော် google mail တို့ yahoo mail တို့ hotmail တို့စသဖြင့်အဲ့ဒီအားလုံးတွေက email ပါအဲ့ဆိုတော့ကျွန်တော်အဲ့ဒီနေရာမှာကိုမမားပါနဲ့ကျွန်တော် email ဆိုတာလဲ gmail ပါပဲ gmail ဆိုတာလဲ email ပဲဆိုတာကိုသိထားဖို့လိုပါတယ်အဲ့ဒီနေရာမှာကိုကျွန်တော်ဒီ gmail နေရာမှာအကောင့်ထဲကိုရဲ့အကောင့်ထဲဝင်လို့ရှိရင်ကျွန်တော်ဒီနေရာမှာကိုဘာတရားမလဲဆိုတော့ဘယ်လေး sign မှာဆိုရင်ကျွန်တော်ဘာတရားမလဲဆိုတော့ဒီနေရာမှာကိုရဲ့အကောင့်ထဲဝင်လိုက်လို့ရှိရင်ကျွန်တော်ဒီနေရာမှာကို inbox ဆိုတာတွေ့ရလိမ့်မယ် inbox ကြတော့ကိုထဲကိုပို့လာတဲ့စာတွေပါကိုထဲကိုပို့လာတဲ့စာတွေဆိုရင်ကျွန်တော်ဒီနေရာမှာကိုထဲမှာစာပင်နဲ့စောင့်စီးရဲဆိုတော့ကြီးမယ်ဆိုရင်ကျွန်တော်ဒီမှာဆိုရင်23ဆောင်စီးတာပေါ့နော်23ဆောင်စီးလို့ဆိုရင်ကျွန်တော်အဲ့ဒီမှာကိုလည်းပဲကြည့်လို့ရတယ်23ဆောင်စီးလိုက်မယ်ဒီမှာဆိုရင်အမဲရောင်နည်းနည်းလေးနဲ့ပြထားလို့ရှိရင်ကျွန်တော်အဲ့ဒီကကြာတော့မှဖန်သေးရတဲ့ဟာပေါ့နော်ဖန်ပြီးသားကြာတော့ကျွန်တော်ပြပေးမယ်ဖန်ပြီးသားတွေဆိုရင်ကျွန်တော်ဒီအမဲရောင်နည်းနည်းလေးတွေလည်းမဟုတ်ပါဘူးဒီမှာဆိုရင်နည်းနည်းအယောင်ဖြောတာပေါ့နော်အဲ့ဆိုတော့ကျွန်တော်ဖန်ပြီးသားနဲ့မဖန်သေးရတဲ့ဟာဆိုရင်ကွာပါတယ်မဖန်သေးရတဲ့ဟာတွေဆိုရင်ကျွန်တော်အမဲရောင်နည်းနည်းလေးနဲ့တွေ့ရလိမ့်မယ်ဖန်ပြီးသားဆိုရင်တော့အဲ့ဒါတွေတူနော်အဲ့ဒါကြတော့ကျွန်တော် inbox ဆိုတာကြတော့ကျွန်တော်တို့ထပ်ပို့လာတဲ့စာတွေပါစာပနဲ့စောက်စီးရဆိုရင်ကြည့်ချင်ရင်ဖြင့်အဲ့ဒီမှာကို click လုပ်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်ဒီမှာဘာတွေရေးထားလဲဆိုတာပေါ့နော်တကယ်လို့အဲ့ဒီ email ကိုဖြစ်ချင်တယ်ဆိုရင်ဖြင့်အဲ့ဒီ email ကိုမကြိုက်ဘူးပေါ့နော်ကျွန်တော်မလိုအပ်ဘူးဆိုရင်ကျွန်တော်ဖြည့်လို့ရပါတယ်ဖြည့်မဲ့ဆိုရင်ကျွန်တော်အပေါ်မှာကို
ဒီ delay ဆိုတာတွေ့ရလိမ့်မယ်အဲ့ဒီနေရာမှာကို click လုပ်လိုက်လို့ရှိရင်သူ့ရဲ့ email ကပြည့်သွားလိမ့်မှာဖြစ်ပါတယ်ဒါမှမဟုတ်နောက်ထပ်တစ်နည်းစီသေးပါတယ် email တွေကိုဖြစ်ချေတယ်ဆိုရင်ဖြစ်ကျွန်တော်အဲ့ဒီ tab မဖတ်ဘဲနိုင်ပါတော့ချိုး email တွေဆိုရင်ကျွန်တော်တွေ့ရလိမ့်မယ်အသုံးမဝင်တဲ့ email တွေဆိုရင်မဖတ်ချေဘူးဆိုရင်အဲ့ဒီ box နေရာမှာကို click လုပ်ရုံနဲ့ကျွန်တော်တို့ဖြစ်ချေတဲ့ email တွေပေါ့နော်ဒီနေရာမှာ click လုပ်ပြီးတော့ဒီ delay ဒီအမိုက်ပုံလေးမှာကို click လုပ်လိုက်လို့ရှိရင်ပြည့်သွားလိမ့်မှာဖြစ်ပါတယ်ဒီကကျွန်တော်အများနဲ့လောက်တာပါတစ်ခုချင်းစီကိုသွားချေတယ်ဆိုရင်ဖြစ်အဲ့ဒီ email ပေါ်မှာ click လုပ်ပြီးတော့အမိုက်ပုံမှာကို click လုပ်လိုက်လို့ရှိရင်သူပြည့်သွားမှာပါအဲ့ဒါကြတော့ email ဖြည့်တဲ့နည်းပေါ့နော်နောက်ထပ်တစ်ခုကြတော့ကျွန်တော် email တွေကိုပို့သူပို့လာတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်ပို့ချင်တယ်ပြန်ပြီးတော့အကြောင်းပြန်ချင်တာပေါ့နော်reply လုပ်တာပါ reply ကြတော့သူတို့သူပို့လာတဲ့အကြောင်းအရာကိုပြန်ပြီးတော့ပြန်ပေးတာပေါ့နော်ဥပမာပြသူတို့ကကျွန်တော်နေကောင်းလာလို့မေးလာလို့ရှိရင်ကျွန်တော်တို့ကနေကောင်းပါတယ်စသဖြင့်ပြန်ပေးချင်တယ်ဆိုရင်ဖြစ်သူရဲ့ email ပေါ်မှာကိုတွားပြီးတော့ reply ဆိုတဲ့ဟာနဲ့တွားပါအဲ့ဒီများသေးသေးနေရာမှာပေါ့နော်အဲ့ဒီများသေးသေးမှာကို reply ဆိုတဲ့နေရာမှာကို click လုပ်လိုက်လို့ရှိရင်ကျွန်တော်ဒီနေရာမှာကိုကျွန်တော်ရဲ့ message ကိုထည့်လို့ရပါတယ်တခုခုပေါ့နော်ဒီမှာကျွန်တော်မပို့ပါဘူးတခြားလူပို့လာတဲ့အတွက်ကြောင့်အဲ့ဒီမှာကိုကျွန်တော်ရေးထားလိုက်ပါဗမာဆိုရင်ဗမာလိုအင်္ဂလိပ်ဆိုရင်အင်္ဂလိပ်လိုပေါ့နော်ရေးလိုက်ပါရေးပြီးတော့သူတို့ကိုပို့ချတယ်ဆိုရင်ဖြစ် send ဆိုတဲ့နေရာမှာတွားပါပြီးတော့နောက်တစ်ခုကျွန်တော်ဒီနေရာမှာကိုအဲ့ဒီနေရာမှာကိုကျွန်တော်ဒီ dump တွေနဲ့ပို့ချတယ် dump တူမဟုတ်ဒီ document file တွေနဲ့ပို့ချရဆိုရင်ဖြစ်ကျွန်တော်ဒီဂျေကောင်းနေရာမှာနေလိုက်ရတယ်ကျွန်တော်တို့ computer ထဲရောက်သွားလိမ့်မယ် computer ရောက်သွားလို့ရှိရင်ကျွန်တော်တို့ dump လေးရွေးပေါ့နော်ဒီနေရာမှာကိုကျွန်တော်ဘယ် dump ကိုပို့ချလဲဆိုတာကိုရွေးချယ်ပါအများနဲ့ဆိုရင်အဲ့ဒီမှာအများမှာကိုလုပ်ပါဒါမှမဟုတ်တစ်ခုတည်းဆိုရင်တော့တစ်ခုတည်းကိုလုပ်ပါနော်အဲ့ဒီမှာကို click လုပ်ပြီးသွားလို့ရှိရင် open ဆိုတဲ့နေရာသွားလို့ရှိရင်သူအဲ့ဒီမှာကို attach ဖြစ်လိမ့်မယ် attach ဖြစ်သွားပြီဆိုရင်ကျွန်တော်အဲ့ဒီမှာကိုဒီ dump တပုတ်ချင်းစီပို့လို့ရတာမှာနော်ဒါမှမဟုတ်ကျွန်တော် dump နောက်ထပ်တပုတ်ကိုနောက်ထပ်ပို့ပြီးတော့ထည့်ချသေးတယ်ဆိုရင်နောက်ထပ်တစ်ခါလုပ်ပါနောက်ထပ်တစ်ခါလုပ်ပြီးတော့နောက်ထပ်ပုံပေါ့နော်အဲ့ဒီမှာကိုအများနဲ့ပို့လို့ရတယ်ဒါပေမဲ့ email နဲ့ပို့လို့ရှိရင်အများဒီ dump လေးကို set ပုတ်ထဲပို့ပြီးတော့မပို့ပို့ပြီးတော့မပို့ပါနဲ့ set ပုတ်ထဲကြော်လို့ရှိရင်သူဒီ megabyte များလို့ရှိရင်သူပို့ပေးမှာမဟုတ်ပါဘူးအဲ့ဆိုတော့ကျွန်တော်တို့ဒီ set ပုတ်ထဲတော့မကြော်ခိုင်းနဲ့ပေါ့နော်ကျွန်တော်တို့စာတော့အများတော့ပို့လို့ရတယ်ဒီ dump ပုတ်ကြော်တော့ကျွန်တော်တို့ dump ပုတ်မှာကို set ပုတ်စီခွဲပြီးတော့ပို့ပေါ့နော်အဲ့တော့ကျွန်တော် dump ပုတ်အများနဲ့ပို့လို့ရှိရင်သူသွားမှာမဟုတ်ပါဘူးအဲ့ဒီကျွန်တော် dump ပုတ်လေးကိုဒါဘယ်လိုပို့လဲဆိုတော့ပေါ့နော်ကျွန်တော်ဒီမှာစာရေးပြီးတော့ပို့ချတယ်ဆိုရင်ဖြစ်ကျွန်တော် send ဆိုတဲ့နေရာမှာတွားလိုက်ပါအဲ့ဒါကြတော့ကျွန်တော်တို့စီပို့လာတဲ့လူကို reply လုပ်တဲ့အားကိုကျွန်တော်ပြပေးတာပေါ့နော်နောက်ထပ်တစ်ခုကြတော့ important ကြတော့ကျွန်တော်ဒီ email ကကျွန်တော်တဲ့အရေးကြီးတယ်ဆိုတဲ့သဘောပေါ့နော်သူအဲ့ဒီ email ဝင်လာလို့ရှိရင်ကျွန်တော်တို့ LC ကိုချင်းကြောက်ကြလိုက်မယ်ဖြစ်ပါတယ်ဆိုတော့ important လုပ်ချင်တယ်ဆိုရင်ဖြစ်ကျွန်တော်အဲ့ဒီပုံမှာကိုအဲ့ဒီပုံလေးမှာကို click လုပ်လိုက်လို့ရှိရင်ကျွန်တော်အဲ့ဒီက important ပြောလိုက်မယ် important ကြတော့ကျွန်တော်အရေးကြီးတဲ့email ဆိုတာတည်ထားဖို့ပေါ့နော်ကျွန်တော် important ညမှာသွားလို့ရှိရင်ကျွန်တော် important လုပ်ထားလို့ရှိရင်အဲ့ဒီမှာကိုတွေ့ရလိမ့်မယ်နောက်ထပ်တစ်ခုကြတော့ draft ကြတော့ဘာလဲဆိုတော့ကျွန်တော် email ရေးလို့ရှိရင်ဒီမှာကိုကျွန်တော်ပြဖို့မေးသွားတယ်ဒီ compose ဆိုတဲ့စာပေါ့နော် compose ကြတော့ဘာလဲဆိုတော့ကျွန်တော်တို့ email လူတယောက်ကို email ပို့ချတယ်ကျွန်တော်တို့အတိမိတ်ဆွေဖြစ်ဖြစ်ဒီ company ကလူတယောက်ပို့ချတယ်ဆိုရင်သူတို့ရဲ့ email ကိုကျွန်တော်အရင်တည်ထားဖို့လို့တော့ပေါ့နော်ကျွန်တော်တို့သူရဲ့ email ကိုတည်လို့ရှိရင်ကျွန်တော် post တဲ့နေရာမှာကို click လုပ်လိုက်ပါ click လုပ်လို့ရှိရင်ကျွန်တော်ဒီနေရာမှာဘာတွေ့ရမလဲဆိုတော့to ဆိုတာတွေ့ရလိမ့်မယ်to ကြတော့ဘသူကိုပို့ချလဲဆိုတော့ပေါ့နော်ကျွန်တော်ပို့ချတဲ့လူရဲ့ email ကိုတည်ဖို့လိုတယ်ဒီမှာဆိုရင်ကျွန်တော်ရဲ့ email ပေါ့နော်သူ့ကိုပို့မယ်ပြီးတော့ subject ကြတော့ကျွန်တော်အကြောင်းအရာပေါ့နော်အကြောင်းအရာကြတော့ subject ကြတော့ဘာအကြောင်းအရာနဲ့ပို့ချတာပေါ့နော်ကျွန်တော်ဒီတခုစောက်တခုပို့မယ်ဆိုရင်အကြောင်းအရာတော့ရှိပါတယ်ကျွန်တော်တို့ဥပမာဖြစ်ကျွန်တော်ဒီမှာဆိုရင်ဒီ apply job ဆိုရထားလိုက်ပါတော့ apply ကြတော့အလုပ်စာဖို့တွေပေါ့နော် apply apply job ဆိုတော့ apply ကြတော့ဒီမှာကြတော့ကျွန်တော်နမူနာပြပေးတာပေါ့နော်ဒီအချို့လူကဆိုရင်ကျွန်တော်အဓိကကြတော့ keyword ပေါ့နော်ကျွန်တော်အဓိကကြားတဲ့စာလုံးတွေကိုဒီမှာရေးပေးပါအကြောင်းတစ်ခုပေါ့နော်ပြီးတော့ဒီအောက်မှာကိုကျွန်တော်တို့ကိုရေးချတာရေးပေါ့နော်ရေးပြီးတော့ကိုကျက်လောက်လေးရေးလို့ရပါတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီနေရာမှာကိုခုနကျွန်တော်ပြောတဲ့အတိုင်း attach ဒီ file တွေကို attach လုပ်လို့ရတယ်ဒီကျွန်တော်ရဲ့ file document တူမဟုတ်ဒီ dump တွေပို့ချရေးဖြစ်အဲ့ဒီ attach file ဆိုရင်နေရာမှာကို click လုပ်ပြီးတော့ကျွန်တော် computer ထဲရောက်သွားလို့ရှိရင်ဒီမှာရွေးချယ်ပေါ့နော်ကျွန်တော်စာ document တွေကိုလုံးမလာတာမဟုတ် dump တွေကိုနဲ့ attach လုပ်ချင်လားဆိုတော့မနော်အဲ့မှာကျွန်တော်ခုနပြတဲ့တိုက်လုပ်ပြီးတော့ဒီပို့ချတယ်ဆိုရင်ဖြစ်အဲ့ဒီ send ဆိုရင်နေရာမှာသွားလိုက်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်စာပို့သွားလိမ့်မယ်ဖြစ်ပါတယ်โอเคပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာကို send ဆိုရင်နေရာမှာနေလိုက်တာနဲ့သူပို့သွားလိမ့်မှာပေါ့နော်တကယ်လို့ send ကိုမလုပ်ဘူးဆိုရင်ကျွန်တော်ဒီဘေးမှာဘာတွေ့ရမလဲဆိုတော့ကျွန်တော်ဒီ draft ဆိုတာတွေ့ရလိမ့်မယ် draft ကြတော့အကျန်းကိုပြောတာပါကျွန်တော်တို့မပို့သေးရဘူးပေါ့နော်အဲ့ဒါမှဆိုရင်ကျွန်တော်အဲ့ဒီပုံမှာလည်းဒီ draft ဆိုရင်နေရာမှာနေလိုက်လို့ရှိရင်ကျွန်တော်ဒီနေရာမှာတွေ့ရလိမ့်မယ်ကျွန်တော်မပို့သေးရဘူးပေါ့နော်အဲ့ဒီစာကိုမပို့သေးရဘူးဆိုတော့သိဖို့လို့တယ်အဲ့ဒီပုံမှာ click ပြလုပ်လို့ရှိရင်ကျွန်တော်အဲ့ဒီမှာဖွေထားဟာပြတွေ့ရလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော် draft စီးနေတာပေါ့နော်မပို့သေးရတဲ့ဟာပါ
ခုနကကျွန်တော်စိတ်မလို့ဘူးဆိုရင်မပို့သေးပါဘူးစိတ်မလို့ဘူးဆိုရင်ကျွန်တော်ဒီ draft နေရာမှာရှိနေလိမ့်မယ် draft ကြတော့အကျန်းဖြေပါကျွန်တော်မပို့သေးတဲ့ဟာပါပို့ချတယ်ဆိုရင်ဖြင့်ပြန်ပြီးတော့အဲ့ဒီမှာ click လုပ်ပြီးတော့ကျွန်တော်ရေးချတာပြက်စေရေးပြီးတော့ပို့ချတယ်ဆိုရင်ဖြင့်ဒီ send ဆိုရင်နေရာမှာကို click လုပ်လိုက်လို့ရှိရင်သူစီကိုသူပို့သွားလိမ့်မယ်ဖြစ်ပါတယ်တကယ်လို့ကို email ပို့လိုက်လားမပို့ဘူးလားဆိုတော့သိချင်ဆိုရင်ဖြင့်ကျွန်တော်ဒီနေရာမှာကိုပတ်တွေ့ရမလဲဆိုတော့ send mail ဆိုတာတွေ့ရလိမ့်မယ် send mail ကြတော့ကျွန်တော်တို့စီကနေပို့လိုက်တဲ့ email တွေပါကျွန်တော်တို့စီကနေပို့လိုက်တဲ့ email တွေဆိုရင်ကျွန်တော်ဒီမှာပြန်ကြည့်လို့ရပါတယ်ဒီ send mail ဆိုတဲ့နေရာမှာကို click လုပ်လို့ရှိရင်ဒီမှာဆိုရင်ကျွန်တော်စီကနေပို့တဲ့ email တွေပေါ့နော်ကျွန်တော်စီကနေပို့တဲ့ email တွေဆိုရင်ကျွန်တော်ဒီမှာကိုခုနကကျွန်တော်ပို့တဲ့ဟာပါအဲ့ဒီမှာကိုပြန်ကြည့်လို့ပြီးတော့ကျွန်တော်ပို့လိုက်လားမပို့လိုက်လားဆိုတော့ပြန်ကြည့်လို့ရတယ်အဲ့မှာကို click လုပ်လို့ရှိရင်ကျွန်တော်ပို့လိုက်တဲ့ဟာပေါ့နော်အဲ့ဒါကြတော့ကျွန်တော် send mail ကြတော့ကျွန်တော်ပို့လိုက်တဲ့ဟာပါဒီ draft ကြတော့အဲ့အကျန်းလုပ်ထားတဲ့ဟာပါ all mail ကြတော့ကျွန်တော်ထပ်မှရှိတဲ့ mail တွေအားလုံးကိုပြတာပါကျွန်တော်ဒီထက်မှရှိတဲ့ဒီ email တွေအားလုံးပေါ့နော်ဒီဖန်ပြီးသားဟာရောမဖတ်သေးတဲ့ဟာတွေရောအားလုံးကိုပြတာပါအဲ့ဆိုတော့ပြီးတော့ဒီ trash ဆိုတာ spam ဆိုတာရှိတယ် spam ကြတော့ဗာလဲဆိုတော့ဒီ junk mail တွေပါ spam ကြတော့အရေးမကြီးတဲ့ email တွေပါကြော်ညာ email တွေမျိုးပေါ့နော်ကျွန်တော်တို့တိတ်ပြီးတော့အသုံးမဝင်တဲ့ email တွေပေါ့နော်အသုံးမဝင်တဲ့ email တွေဆိုရင်အဲ့ဒါအားလုံးဖြည့်ထုတ်ဖို့လိုပါတယ်ကျွန်တော် email တွေချို့ email တွေဆိုရင်များလာလို့ရှိရင်ကျွန်တော်တို့ဒီအလုပ်လုပ်တာနေခွေးစေတယ်ပြီးတော့တိုင်းများလို့ရှိရင်ကျွန်တော်တို့ email ပို့လို့မရတာမျိုးဖြစ်တတ်ပါတယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီနေရာမှာများနေလို့ရှိရင်အားလုံးကိုကျွန်တော်ဖြည့်ချင်တယ်ဆိုရင်ပြည့်ဒီနေရာမှာကိုအားလုံးကိုဖြည့်ချင်ဆိုရင်ပြည့်ကျွန်တော်ဒီပေါ်ဆုံးမှာကိုဒီ box နေရာမှာ click လုပ်လိုက်ပါ click လုပ်လို့ရှိရင်သူအားလုံးကို select မပေးလိုက်မယ် select မပေးလို့ရှိရင်ကျွန်တော်ဒီနေရာမှာကို delete forever ဆိုတဲ့နေရာမှာကို click လုပ်လို့ရှိရင်ဒီအားလုံးကိုထွေးသွားလိမ့်မယ်ဖြစ်ပါတယ်ဒီ spam ကြတော့ကျွန်တော်အရေးမကြီးတဲ့ email တွေပါအများအပြားကျွန်တော်အရေးမကြီးတယ်ပေါ့နော်ကြော်ညာ email တွေများပါတယ်ပြီးတော့ဒီ trust ပေါ့နော် trust ကြတော့ကျွန်တော် delete လုပ်လိုက်တဲ့ email တွေကိုသူအဲ့ဒီအမိုက်ပုတ်ပေါ့နော်trust ကြတော့အမိုက်ပုတ်ပါအဲ့ဒီအမိုက်ပုတ်ထဲရောက်လာလိမ့်မယ်အမိုက်ပုတ်ထဲရောက်လာလို့ရှိရင်ကျွန်တော်အချို့ email တွေဆိုရင်ကျွန်တော်ပြန်ပြီးတော့ပြန်ယူချင်တယ်ဆိုရင်ပြန်ယူလို့ရတယ်အဲ့မှာပြန်ကြည့်လို့ရတာပေါ့နော်အဲ့ဒီကကျတော့ trust ကျတော့အမိုက်ပုတ်ထဲရောက်သွားတဲ့ email တွေပါတကယ်လို့အမိုက်ပုတ်ထဲကနေပြီးအပြီးပိုင်စစ်ထုတ်ပြချေတယ်ဆိုရင်ကျွန်တော်ဒီအပေါ်မှာကို click လုပ်ပြီးတော့ delete forever ဆိုတဲ့နေရာမှာသွားလိုက်လို့ရှိရင်အမိုက်ပုတ်ထဲကနေအပြီးထွေသွားလိမ့်မယ်ဖြစ်ပါတယ်။ဟောဆိုရင်အမိုက်ပုတ်ထဲမရှိတော့ဘူးနော်။အဲ့ဆိုတော့ကျွန်တော်ဒီနေရာမှာကိုနောက်ထပ်တစ်ခါပြောပြပေးမယ်။ compose mail ကြတော့ email လူတယောက်စီကို email ပို့ချေဆိုရဖြစ် compose mail မှာတွားပြီးတော့ဒီမှာကို to ကြတော့သူရဲ့ email ကိုထည့်ပါ subject ကြတော့ကျွန်တော်အကြောင်းအရာကိုရေးပါပြီးတော့ကျွန်တော်ရဲ့ဒီစာရေးပေါ့နော်ဒီမှာကိုကျွန်တော်တို့ဒီ dashboard video file လေးကို attach လုပ်ချင်ဆိုရဖြစ်အဲ့ဒီမှာကို attach file ဆိုရနေတော့တွားပြီးတော့ sync လုပ်ပါအဲ့ဒါကြတော့လူတယောက်စီကိုပို့ချေဆိုရဖြစ် compose mail မှာကိုအမြဲတွားပါinbox ကြတော့ကျွန်တော်တို့ထည့်ဖို့လာတဲ့ email တွေအားလုံးမှတမျိုးဒီမှာပြလိုက်မယ် is ပေါင်းမှစီလို့ရှိရင် email ရောင်နည်းနည်းလေးနဲ့တွေ့ရလိမ့်မယ်တရားကြတော့မဖတ်သေးရတဲ့ဟာတွေပေါ့နော်ဖတ်ပြီးသားတွေဆိုရင်အရာသိမနေဘူးနော်အရာဖြောတဲ့ဟာအဲ့ဒါကြတော့ inbox ပါ important ကြတော့အရေးကြီးတဲ့ email တွေကိုကျွန်တော်တို့လောက်ထားတဲ့ဟာတွေပါအရေးကြီးတဲ့ email တွေပေါ့နော်ပြီးတော့ send mail ကြတော့ကျွန်တော်တို့ပို့လိုက်တဲ့ email တွေပါကျွန်တော်တို့ပို့ထားပြီးသား email တွေဆိုရင်ကျွန်တော်တို့ zero နေပို့လိုက်တဲ့ email တွေဆိုရင်ဒီမှာတွေ့ရလိမ့်မယ်ပြီးတော့ draft ကြတော့ကျွန်တော်တို့ email တွေကိုရေးနေတဲ့ပြီးတော့မပို့သေးဘူးပေါ့နော်ခဏလေးတိတ်ထားတယ်ဆိုရင်အကျန်းနေဖြစ်ထားလို့ဆိုရင်ကျွန်တော်ဒီ draft mail မှာကိုစီးလိုက်မယ်တကယ်လည်းပို့ချတယ်ဆိုရင်အဲ့ဒီမှာကို click လုပ်ပြီးတော့ဒီ send ဆိုတဲ့နေရာမှာတွားဖို့လိုတယ်တကယ်လို့မပို့ချဘူး delay လုပ်ချတယ်ဆိုရင်အဲ့ဒီနေရာမှာကို click လုပ်ပြီးတော့discard draft ဆိုတော့တွားပါ discard ကြတော့အဲ့ဒီဟာကိုပယ်ဖြေးတာပါအဲ့ဒီမှာကို click လုပ်လို့ရှိရင်အဲ့ဒီကထွက်သွားလိမ့်မယ်ဖြစ်ပါတယ်အဲ့ဆိုတော့ draft ကြတော့ကျွန်တော်တို့ဒီအကျန်းကိုပြောတာပါအကျန်းဖြစ်မပို့ချဘူးဆိုရင်ကျွန်တော်ဒီ discard draft ဆိုတဲ့နေရာတွားလို့ရှိရင်သူမပို့တော့ပါဘူးပို့ချတယ်ဆိုရင် send ဆိုတဲ့နေရာမှာတွားလိုက်ပါနော်ပြီးတော့ all mail ကြတော့ကျွန်တော်ထဲမှာရှိတဲ့ email တွေအားလုံးကိုပြောတာပါအဲ့ဒီ all mail မှာနေလို့ရှိရင်ကျွန်တော်ထဲမှာရှိတဲ့ email တွေအားလုံးပြောလိုက်မယ်ဒီ spam ကြတော့အရေးမကြီးတဲ့ email တွေပါအရေးမကြီးတဲ့ email ကြတော့ကျွန်တော်ဒီကြော်ညာစာတွေများပါတယ်အဲ့ဒီထဲမှာသွားပြီးတော့ဖြစ်ထုတ်ပြဖို့လိုပါတယ်ပြီးတော့ trash ကြတော့ဒီ inbox ထဲမှာကို email ထဲမှာလာတဲ့ဟာတွေကိုကျွန်တော် delay လုပ်ထားလို့ရှိရင်trash ကိုရောက်လာလိမ့်မယ်အမိုက်ပုတ်ထဲရောက်လာလို့ရှိရင်အမိုက်ပုတ်ထဲနေပြီးတော့ပြန်ထုတ်ပြစ်ချတယ်ဆိုရင်အဲ့ဒီမှာ slim လုပ်ပြီးတော့ delay forever ဆိုရင်သွားလာလို့ရှိရင်ကျွန်တော်ထည့်နေပြီးထွက်သွားလိမ့်မှာဖြစ်ပါတယ်အဲ့ဒါကြတော့ကျွန်တော် email အသုံးပြုနည်းလေးပေါ့နော်အနေကြေတော့ idea လေးရမယ်လို့ထင်တယ်ပြီးသွားလို့ရှိရင်ကျွန်တော် email တွေကိုအသုံးပြုသွားပြီးသွားလို့ရှိရင်ကျွန်တော် email account ထဲကနေပြီးတော့ trade ချတယ်ဆိုရင်ကျွန်တော် site out လုပ်ဖို့လိုပါတယ် site out တို့မဟုတ် log out ပေါ့နော်ကျွန်တော် email တွေပဲဖြစ်ဖြစ်ကျွန်တော် account တွေကိုတခုခုအသုံးပြီးတိုင်းကျွန်တော် trade ချတယ်ဆိုရင်ကျွန်တော်ဘယ်နေရာမှာသွားမလဲဆိုတော့ဒီကိုရဲ့အပုတ်တော့အများပြကြတော့ကိုရဲ့အပုတ်မှာသွားဖို့လိုတယ်ဒီတောက်ဖိတ်မှာလည်းစီးလိုက်မယ်တနေ့နေရပါတော့ကျွန်တော်တနေ့website တစ်ခုနဲ့တစ်ခုတော့မတူပါဘူးအများပြကြတော့ကျွန်တော်အပုတ်ပေါ်မှာနေပြီးတော့ဒီ
ကိုထက်နီထွေးချတယ်ဆိုရင်ပြအဲ့ဒီအပေါ်ပေါ်မှာကလေးလောက်လိုက်ပါကလေးလောက်ပြီးသွားလို့ရှိရကြော်ဒီနေရာမှာကိုပေါ့တွေ့ရမလဲဆိုတော့ site out ဆိုတော့တွေ့ရလိမ့်မယ်အဲ့ဒီ site out ဆိုတဲ့နေရာမှာကိုကလေးလောက်လို့ရှိရကျွန်တော်အကောက်ထဲအနီးပဲထွက်သွားလိမ့်မယ်အချိုးဟားတွေဆိုရင်ကျွန်တော် log out ဆိုတော့တွေ့ရလိမ့်မယ် log out နဲ့ site out နဲ့အတူတူပါပဲကျွန်တော်ခုနဆေးပြတဲ့အတိုင်းအဲ့ဒီနေရာမှာကို site out ဆိုတဲ့နေရာမှာကလေးလောက်လာတယ်နဲ့ကိုထက်နီထွက်သွားမှာပေါ့နော်အဲ့ဒီကြတော့ကျွန်တော်တို့ဒီ email အသုံးပြုနည်းလေးကိုကျွန်တော်ပြောပြပေးတာပါဒီအကောက်လုပ်တဲ့နည်းနဲ့ email အသုံးပြုနည်းလေးပေါ့နော်